လီဗာပူးရဲ့အရန်ကိုသမားမာမာဒါရှီဗလီဘလောက်ကောင်းခဲ့တယ်လဲအားလုံးပဲမင်္ဂလာပါ 1-2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လီဗာပူးတင်းရဲ့နံပါတ်1ကိုသမားအလီဆန်ဘက်ကဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းဟာပရိသတ်တွေအတွက်တော့တကယ်ကိုစိတ်ပျက်စရာပါဒါပေမဲ့တစ်ဖက်မှာလည်းနွေရာသီမှာမှအသေးရောက်ရှိလာခဲ့တဲ့ဂျော်ဂျီယာမာမာဒါရှီဗလီအတွက်တော့သူရဲ့အရေးချင်းကိုတက်တည်ပြဖို့ရွှေရောင်အခွင့်အရေးတည်းဖြစ်လာခဲ့ပါတယ်အသက်25နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီဂျော်ဂျီယာကိုသမားဟာနိုဝင်ဘာနောက်ပိုင်းတည်းကဘန်စလီနဲ့ကစားခဲ့တဲ့ FA ဖလားပွဲတပွဲထဲမှာပဲပါဝင်ခွင့်ရခဲ့တာပါ။ပွဲကစားခွင့်တွေနဲ့ဝေးကွာနေခဲ့ပေမဲ့အသင်းရဲ့အရေးကြီးတဲ့အချိန်အခါမျိုးမှာတာဝန်ယူဖို့အတွက်သူဟာအဆင်သင့်ဖြစ်နေခဲ့ပါတယ်။ဒီလိုပွဲကစားခွင့်နဲ့ပါနေတဲ့အခြေအနေကနေရုတ်တရက်အရေးကြီးတဲ့ပွဲစဉ်တွေကိုရောက်ရှိလာတာဟာဘယ်ကစားသမားအတွက်မဆို PR တွေအများကြီးရှိနေတာအမှန်ပါပဲ။ပိုဆိုတာကတော့ပွဲဆက်စချင်းမှာပဲလီဗာပူးရဲ့ခံစစ်အားနည်းချက်ကနေတဆင့်ဂါလာတာဆာရေးအသင်းကအဖွင့်ကိုရသွားခဲ့တာပါ။အိုစင်မင်ရဲ့ခေါင်းတိုက်ချပေးမှုကနေလီမီနာကအနီးကပ်ခေါင်းတိုက်သွင်းယူသွားတဲ့အချိန်မှာမာမာဒါရှီဗလီတယောက်ဘာမှမတတ်နိုင်ပဲငေးကြည့်နေခဲ့ရတာပါဒါဟာလီဗာပူးရဲ့ဒီယာဒီမှာခဏခဏဖြစ်လေရှိတဲ့အမှားမျိုးဖြစ်ပြီးဂိုးသမားအသစ်အတွက်တော့တကယ်ကိုခါတိတဲ့ပွဲအစားဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ဒီဂိုးပေးလိုက်ရမှုဟာမာမာဒါရှီဗလီကိုစိတ်သက်ကျသွားစီတာမျိုးမရှိခဲ့ပါဘူးခန်စစ်ကတုံချီဖြစ်နေချိန်မှာအသင်းကိုပွဲထဲမှာဆက်ရှိနေအောင်သူကပဲအစွမ်းပြခဲ့ရပါတယ်ပထမပိုင်းအတွင်းမှာလန်စကန်တင်လိုက်တဲ့ဖြတ်တင်မောဟာဘသူနဲ့မှမထိပဲဂိုးတောင်တွေကိုတန်တက်မက်ဝင်တော့မဲ့အခြေအနေမှာမာမာဒါရှီဗလီကအချိန်မီပုတ်ထုတ်နိုင်ခဲ့ပါတယ်ဒါဟာသူဘလောက်ထိအာယုံစိုက်ထားတယ်လဲဆိုတာကိုပြသနေတဲ့အခိုက်အတန့်လေးတစ်ခုပြစ်ခဲ့တာပါသူရဲ့လက်စွမ်းပြမှုတွေကအဲ့ဒီမှာနေရပ်မသွားခဲ့ပါဘူးမိနစ်အနည်းငယ်အကြာမှာပဲဂါလာတာဆာရေးအသင်းကဆန်ချက်ဟာဂိုးအေရီယာအတွင်းလွတ်လွတ်ကျွတ်ကျွတ်ဂိုးတင်ခွင့်ရခဲ့ပါတယ်အားလုံးကဒုတိယဂိုးဝင်သွားပြီလို့ထင်မှတ်ခဲ့ကြပေမဲ့လည်းမာမာဒါရှီဗလီကတော့ခန္ဓာကိုယ်ကိုဒီထဲမှာပြန်ဝဲပစ်လိုက်ပြီးအန်အားသစ်ဝဲကာဝယ်မှုမျိုးနဲ့အသင်းကိုထပ်မံကယ်တင်ခဲ့တာပါဒီလိုမျိုးအရေးကြီးတဲ့အချိန်မှာပြုလုပ်ခဲ့တဲ့ကာကွယ်မှုတွေကပဲလီဗာပူးအသင်းကိုယုံကြည်မှုတွေပြန်လည်ရရှိစေခဲ့တာပါဒုတိယပိုင်းမှာတော့ဂါလာတာဆာရီဘက်ကတိုက်စစ်ဆင်မှုတွေအနှဲငယ်လျော့ပါသွားခဲ့တာကြောင့်မာမာဒါရှီဗလီအတွက်အလုံးသိမ့်မများခဲ့ပေမဲ့သူ့ရဲ့တည်ငြိမ်မှုကတော့အားရစရာကောင်းနေစေပါဟိုအေရီယာအတွင်းကိုရောက်လာသမျှဘောလုံးမှန်သမျှကိုယုံယုံကြည်ကြည်နဲ့ထွက်ပြီးထိန်းချုပ်နိုင်ခဲ့သလိုကန်စီတန်ကိုလည်းအနောက်ကနေကောင်းကောင်းအမိန်ပေးစီမံနိုင်ခဲ့ပါတယ်။ဝယ်ကစားငွေနဲပါနေတဲ့ဂိုးသမားတယောက်အနေနဲ့ဒီလောက်ထိတည်ငြိမ်နေတာဟာနီးပြအဖွဲ့တက်တော့တကယ်ကိုစိတ်အေးစရာသတင်းကောင်းတစ်ခုပါ။အဆုံးသတ်မှာတော့အလေးဆန်ရဲ့ဒဏ်ရာကတိတ်မပြင်းထန်ပဲမကြခင်ပြန်လာနိုင်မှုအားလုံးကမျှော်လင့်နေကြပါတယ်။ဒါပေမဲ့မာမာဒါရှီဗလီရဲ့ဒီကနေ့စွမ်းဆောင်ရည်ကတော့သူဟာအရန်ခုံမှာဒီတိုင်းထိုင်နေရမယ့်ကစားသမားမျိုးမဟုတ်ဘူးဆိုတာတက်သေးပြသွားခဲ့ပါပြီ။အကယ်၍ယာဒီရဲ့နောက်ဆုံးလတွေမှာအသင်းကသူ့ကိုလိုအပ်လာခဲ့ရင်လည်းသူဟာယုံကြည်စိတ်ချရတဲ့လက်တစုံဖြစ်လာနိုင်တယ်ဆိုတာကိုဒီပွဲကနေတဆင့်ပရိသတ်တွေကိုအတိပေးလိုက်ပါပြီ။ဒီလိုအရသာရှိတဲ့တုံ့တက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1-2 ကို like and follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။